ညစီညတိုင်းဒီအချိန်မျိုးမှာပရိယေတနာဝမ်းစာကိုရှာရှင်တော်ရင်ကုန်မို့လောက်စရာကာကျိုးကဝေးဆိုလင်းတော်ရှင်မင်းသားရဲ့ဘဝဓမ္မတာပါမမျောလင်းတော်ညတဲ့တော်ရဲ့ပြိတ္တဘဝရဲ့ဆူဆူညံ့ညံ့မင်းသားလေးရဲ့အကောင့်ဝတ်တော်မစိုးရွှေမင်းသားကောက်ယူလေးဟာမကြရင်မတကောင်ရဲ့မိုးကရောတကောင်ရဲ့မိုးကသေးသေးရောကားကြီးရင်နဲ့မကောက်နိုင်မှာတကောင်ရဲ့မိုးကသေးသေးရောရွာမှာစိတ်တကားရွာချင်နိုင်ရွာချင်နိုင်ရွာတော့မို့တစ်ချိန်စေအောင်မှာမိုးဆိုတာလည်းအများနဲ့မရောနိုင်တယ်လို့နေဆိုတာလည်းအများနဲ့မပြနိုင်ပါဘူးမိုးရောပြီးနေတာတဲ့တနေ့တော့ရောက်ရှိတယ်လေပါဒါကြောင့်မို့ဘလို့ခက်ခဲရရှိအကောင်းဆုံးတွေကြော်လွားပြီးတော့ရေပန်းစစ်ပန်းတွေရောက်ကြပါစေလို့ဒီကိစ္စလေးနဲ့ဒီဆိုရင်လည်းပြောရစီညစီညတိုင်းဒီအချိန်မျိုးမှာပရိယေတနာဝမ်းစာကိုရှာရွှေတော်ရင်ကုန်မို့လောက်စရာကာကျိုးကဝေးဆိုလင်းတော်ရွှေမင်းသားရဲ့ဘဝဓမ္မတာပါမမျောလင့်သော